ဒီfan ထဲမှာရရမယ်ဆိုတဲ့အချိန်မှာကျွန်တော်အရန်ဝမ်းသာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမျိုးပြမှာပဲနေပြီးတော့ရိုက်နေရတာများတယ်ဒီလိုဟာလေးမှာရရတဲ့အချိန်မှာကျွန်တော်အရန်ဝမ်းသာတယ်။ပြီးတော့ဒီရောက်တဲ့အချိန်မှာဝမ်းမသာတာလေးနည်းနည်းရှိသွားတယ်။ဖုန်းလိုက်မမိဘူးပေါ့နော်။ပြီးတော့ပြန်ပြီးဝမ်းသာသွားတာကြတော့ဖုန်းလိုက်မမိပေမဲ့ဒီမှာပြောတဲ့အရန်ကောင်းပြီးတော့ကိုဒီလိုတားရဒီတင်းဝေါ့ကလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေနဲ့အပြင်လောကကြီးကိုခဏမေ့ပြီးတော့ပျော်ပျော်ရွှင်ဖြတ်တန်းခဲ့ရတယ်အဲ့ဒါလေးတွေကတော့အမှတ်တရပါပဲတကယ်တော့ fan ဆိုတာဘယ်လိုပုံစံလဲဆိုတာကောင်းကောင်းမသိဘူးမှန်တိုင်းပြောလို့ရှင်လေတကယ်ဒီရောက်လာမှပဲဒီလိုတတရရလေးဝူကန်လေးနဲ့တောတောင်ပုံစံလေးနဲ့ပန်းပင်လေးနဲ့မှန်လုံးအိမ်လေးနဲ့ဆိုတော့တကယ်ဒီ fan vibe အပြည့်တော့ခံစားရတယ်ပေါ့နော်ပြီးတော့ဒီဟာကိုတစ်ခါမှလည်းမရောက်ဘူးပေါ့နော်ပြောမယ်ဆိုဒီလောက်ဝေးမယ်လည်းမသိခဲ့ဘူးကားမောင်းလိုက်ရိုက်လိုက်ကားမောင်းလိုက်ရိုက်လိုက်နေတော့အစပိုင်းမှာတော့အရန်ပင်ပန်းတယ်ပေါ့နော်တီဗီတို့ဒီလိုတာရရိုက်ကူးရဲ့ချိန်ကာလ duration လည်းအရန်ကြာတယ်ပေါ့နော်အဲ့တော့တီးရဒီမှာရိုက်နေရင်ရာသီဥတု၃မျိုးခန့်စားလိုက်ရတယ်ပထမစရောက်ခါစားတော့မိုးတွေရမ်းရွာတယ်မိုးတွေရမ်းရွာလို့တော့မှဒါမိုးတိတ်ပါဆူတောင်းပြီးတော့အဲ့လိုရိုက်ခဲ့ရတယ်ပေါ့နော်အဲ့လိုကြားရတယ်ရိုက်ခဲ့ရတယ်ပြီးတဲ့ခါကျတော့အရန်ပူတယ်ပူတာမှအရန်ကိုပူတာပြီးချိန်ကျတော့အေးလိုင်းဖြတ်တယ်အရန်အေးတယ်အဲ့တော့ပူတာရောအေးတာရောမိုးရွာတွေကြားရနေပြီးတော့ဒီလိုတာရ series ကိုအကောင်းဆုံးစူးစမ်းပြီးတည်ဆောင်ခဲ့ရပေါ့နော်မှတ်တရလည်းအများကြီးရှိတယ်စား location လာကြည့်တော့တော်တော်လေးသဘောကျပါတယ်ဟိုဒါပေမဲ့ခုနလိုရိုက်ပြီးတော့ပြန်ရမယ်ပဲထင်ထားတာလေဒါပေမဲ့ဒီမှာတည်ရမယ်လို့မထင်တာဘူးတည်ရတဲ့အချိန်ကျတော့လည်းကောင်းပါတယ်ဘာလို့ရာသီဥတုတွေကလည်းကောင်းနေတဲ့အချိန်ကိုနေရတဲ့နေရာလေးတွေကလည်းရှင်းပြပါတယ်ဒီဇလန်အကြောင်းလေးပဲပြောရင်ဒီ fan မှာရိုက်နေပေါ့လူ fan မှာဒါကျွန်တော်အရန်လာကျင်တော့ဘာလို့ကိုယ့်အကူဆိုဒီတိုင်းလာအပန်းပြေဆိုတော့ဒီလူရက်ရှိအများကြီးကုန်တယ်ဒီမှာပြီးတော့တကယ်စောင်းအငွေ့တက်လဲရအခုချိန်မှာကျွန်တော်ရန်ကုန်မှာနေတာဘယ်လိုခေါ်မလဲကားတွေနော်ဆိုင်ရတဲ့လူတွေတိုက်ခန်းနေမွန်ချက်တွေတော့မဟုတ်ဘူးနော်ကိုလူနေမှုကဒီလိုပဲနေကြဒီလိုလေးနေရာလေးဆိုတော့အခုကကိုလှုပ်ချင်တာလဲယူသွတ်တာလဲလှုပ်ခွင့်ရတယ်ပြီးတော့စိတ်အေးလက်အေးနဲ့အနားယူခွင့်ရတယ်အရန်သားရတယ်ဒီနေရာဒီ roof fan ပေါ့နော်ဒီဟိုတနေ့ကပြောတာအဲ့လိုဟုတ်ပါဟုတ်ပါတယ်အဲ့လိုပဲပြောအရန်စိတ်ချမ်းသာတယ်လို့ကြည့်လိုက်ရင်ဒါကိုတိတ်ဆိတ်ပြီးတော့ကြည့်လိုက်တော့အရှိဘက်ကြည့်မလားကျွန်တော်မိတကျုပ်ဆက်ဟာမဟုတ်ဘူးလေအုပ်ဆက်အဲ့ဒါဟုတ်လားသူကအမွေးထွက်တိုင်းဆိုမိတကျုပ်ဆက်တည်းခေါင်းအငွေ့ထွက်နေတော့မိတကျုပ်ဆက်အောင်အုပ်ဆက်ဆေးပါဦးလို့အဲ့တော့မနေ့လုံးပြီးဆိုတာနဲ့စင်းဆို fan ထဲမှာစိတ်ကူးရင်ထားတော့ငါဘယ်လိုမျိုး fan ရဲပေါ့နောက်ဒီ fan တွေကိုရောက်လာချင်းဟိုဒီ meeting တွေမှာထိုင်နေတဲ့ချိန်မှာအယိုးသားဆုံးဝန်ခံပါတယ်ဟိုပြောတဲ့ချိန်မှာတော့ဒီ fan တစ်ခုမှာနေရမယ်ရိုက်ရမယ်ဆိုတဲ့ချိန်ကျတော့နည်းနည်းစိတ်ညစ်တယ်ဘယ်လိုစင်ပြေပါမလားဟိုလှပါမလားပေါ့နော်အဲ့စိတ်ရှိတယ်ဒါမဲ့ဒီအတွေ့အကြုံလာကြည့်ကြပါပေါ့နော်ကိုယ့်ရဲ့ရိုက်ကွင်းဆိုလာနေတဲ့ချိန်မှာထင်ထားတာထက်အရန်ဟိုตายရတယ်အရန်လဲဟိုကြီးကြီးကျယ်ကျယ်လေးဟိုအကုန်ကြခံမဲ့လှုပ်ထားတာလည်းတွေ့တဲ့အတွက်ဟိုရိုက်ချင်စိတ်ကအရင်ထက်ဆိုင်ပိုဖြစ်တယ်ဘာလို့ဆိုတော့ဒီလိုမျိုးနေရာလေးမှာဒီလို fan တစ်ခုရှိပါလားဆိုတဲ့ဟာကိုလည်းအကုန်လုံးကိုသိစေခြင်းနဲ့အဲ့ကြောင့်အရင်ထက်ပိုစိတ်ပါတယ်ဟာ fan ထဲမှာရိုက်ရမယ်ဆိုတော့ဒါတခါမှလည်းအဲ့လိုမျိုး fan ထဲမှာအဲ့လိုနေပြီးတော့မရိုက်ဘူးပေါ့နော်အဲ့လိုမျိုးရင်တော့ဆို series ရိုက်ရင်အဲ့လိုပင်တရားတို့ဘာလို့မှာတော့အဲ့လိုလာရှိသွားရိုက်ဖူးတယ်ဒါပေမဲ့အဲ့လို fan ထဲမှာတော့မနေဘူးဒါကြတော့အခု fan ထဲမှာရိုက်ရမယ်ဆိုတော့အစချင်းကတော့ဘယ်လိုနေမလဲမသိဘူးပေါ့နော်အဲ့လိုစိတ်လှုပ်ရှားရဲဒါပေမဲ့ရောက်လာတဲ့ခါကျတော့လေဒီဘယ်လိုပြောရမလဲတဘာဝနဲ့ထိတွေ့ရတဲ့ခါကျတော့ပျော်စရာကောင်းပါရဲ့လေလဲလက်ဆက်တယ်အဲ့လိုပြီးရာသီဥတုလေးကလည်းဟိုမျိုးထက်စားလို့ရှိရင်ပေါ့နော်ဒီထဲမှာရာသီဥတုလေးကလည်းအေးတယ်ပို့နေရမ်းပူနေရင်တော့မှဒီမှာဟိုလေလေးတွေကအေးတယ်ပေါ့ဟုတ်ဒီ fan ထဲမှာရိုက်ရမယ်ဆိုတော့ဒါပထမဆုံးအတွေ့အကြုံပေါ့နော်ဘိုးကတော်တော်များများဇလန်တွဲလေးတွေကရန်ကုန်မှာပဲရိုက်ကြတာများပါပေါ့နော်နေ့ဆိုရင်ပခန်းနေရာရောရောက်ဘူးပဲဒါပေမဲ့ဒီ fan ထဲမှာရိုက်ကြမယ်ဆိုတော့စိတ်လှုပ်ရှားပါတယ်သဘောကျတယ်ပေါ့နော်မိုက်တယ်မရဘူးရဲ့အတွေ့အကြုံလေးလည်းရမယ်ရောက်လာတော့လေထင်ထားတဲ့ထက်ပို့ပြီးတော့မှအဆင်ပြေပါတယ်ဒီမှာလုံးဝကိုတီးပင်စားပင်လေးနဲ့လည်းရန်အောင်လှပပါတယ်လုံးဝကိုစိမ့်နှံ့ဆိုပြေပြီးတော့သမီးတို့အတွက်လည်းကျန်းမာရေးနဲ့လည်းညှိညွတ်တယ်ရှင်ဟုတ်ကဲ့